ဒီနေ့ကျွန်တော်ဘာတွေ order ဝင်ထားလဲဆိုတာကိုကျွန်တော်မှဗီဒီယိုလေးကိုဆုံးပြီးကြည့်လိုက်တော့เนาะအားလုံးပဲမင်္ဂလာပါထုတ်ဝဲမြန်နေပြန်လဲကြိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ဒီ30ရက်6လ2025ပေါ့เนาะဆိုတော့ဒီကနေ့မှာကျွန်တော်ဘာတွေကို trade လုပ်ထားလဲဆိုတာကိုကျွန်တော်မှဗီဒီယိုလေးကိုဆုံးပြီးကြည့်လိုက်တော့เนาะဆိုတော့ကျွန်တော်လက်ရှိကတော့ကျွန်တော်ဒီ position ပေါ့เนาะအဲ့တော့ကျွန်တော်လက်ရှိဝင်ထားတဲ့ position ကတော့ကျွန်တော် Bitcoin ကတော့ဒါပြန်ပြီးတော့ profit ပြန်ထွက်နေတယ်ပေါ့နော်အဲ့တော့ Bitcoin ကတော့ profit ပြန်ထွက်လာတယ်Bitcoin ကတော့ပြောမယ်ဆိုရင်တော့ဒါကတော့ဒီ8900ဝန်းကျင်เนาะအဲ့တော့8900ဝန်းကျင်လောက်ဒီဈေးကအတက်ပြခဲ့တယ်ပေါ့နော်ပြခဲ့ပြီးတော့လက်ရှိချိန်မှာဒါဈေးကပြန်ကျနေတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့လက်ရှိဈေးကတော့ဒါ3,9544ပေါ့နော်ဆိုတော့ကျွန်တော်မှာ TP ကတော့ကျွန်တော်ဘယ်လောက်ထိမန်ထားလဲလို့ပြောမယ်ဆိုတော့ကျွန်တော်တို့က3,400လောက်ထိတော့မန်ထားတယ်ဗျာနော်3,400မဟုတ်ဘူးဆိုတော့မှကျွန်တော်3,400ဝန်းကျင်လောက်ထိရတော့ဈေးကျလာနိုင်မယ်တော့မန်နေပေါ့နော်3,800 I ဝန်းကျင်ပေါ့နော် I ဝန်းကျင်လောက်ထိရတော့ကျွန်တော်ဈေးကျလာနိုင်မယ်တော့မန်နေပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်ကတော့အခုချိန်ကြီးကတော့ဒါ Bitcoin ကိုဆက်ပြီးတော့ကင်ထားတယ်ပေါ့နော်အယောင်ဘက်မှာကင်ထားတယ်ပေါ့နော်ပြီးတော့ပြီဆိုတော့ကျွန်တော် DMC ပေါ့နော်DMC ကလည်းကျွန်တော်ရောင်းထားတယ်ပေါ့နော်အဲ့တော့ဘယ်ဈေးမှာရောင်းထားလဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်ဒီ0.0086103မှာရောင်းထားတယ်ပေါ့နော်ဆိုတော့လက်ရှိဈေးကတော့ဒါ0.00924ပေါ့နော်ဆိုတော့ဒီ order လေးကတော့ဒါလက်ရှိတော့ minus ပြနေတယ်ပေါ့နော်ဒါအပြင်ကျွန်တော်မနက်တုန်းကဝင်တဲ့ order ထဲမှာဆိုတော့ကျွန်တော်ဒီ HU လဲပါတယ်ပေါ့နော် HU လဲပါတယ်ဒါလေးကတော့ကျွန်တော် profit နဲ့ကျွန်တော်အမြတ်နဲ့တင်လိုက်ပြီပေါ့နော်အမြတ်နဲ့ပိတ်လိုက်ပြီဆိုတော့ဒီကနေ့အတွက်ကျွန်တော်လက်ရှိကင်ထားတဲ့ order ကတော့ကျွန်တော်ဒီ Bitcoin ရဲ့ DMC ရဲ့နှမျိုးပဲရှိအောင်ပဲပေါ့နော်ဆိုတော့ပေးထားတဲ့ order ကတော့မရှိသေးဘူးပေါ့နော်ပေးထားတဲ့ order ကတော့ကျွန်တော်ဒီ Solana ကို125မှာဝယ်မယ်ကျွန်တော် HRP ကို1.94မှာဝယ်မယ်လို့ကျွန်တော် order ပေးထားတယ်ပေါ့နော်ဆိုတော့price အနေနဲ့ကျွန်တော်တဖန်ပြန်လဲဈေးကျလာမလားတော့မဟုတ်ဈေးပဲဆက်တက်သွားမလားဆိုတော့ဒါဆက်လက်ပြီးတော့စောင့်ကြည့်အောင်ပေါ့နော်Bitcoin ကတော့ကျွန်တော်ခုနကပြောတဲ့အတိုင်းပေါ့နော်correction လေးကျွန်တော်တို့ဒီ3,3800ဝန်းကျင်3,400ဝန်းကျင်လောက်ထိရောက်လာခဲ့တယ်ဆိုတော့ကျွန်တော်မှာ short position ကိုကျွန်တော်ကတော့ TP ယူတော့မှာပေါ့နော်ပိတ်တော့မှာပေါ့နော်ဆိုလိုချင်တဲ့သဘောတရားကအဲ့တော့Bitcoin အနေနဲ့ကျွန်တော်ဈေးဘယ်လောက်ထိဆက်ပြီးတော့ကျနာနိုင်အောင်မလဲပေါ့နော်ဒါမှမဟုတ်ဈေးပဲဆက်တက်မလားဆိုတာတော့ကျွန်တော်တို့ကတော့ဆက်လက်ပြီးတော့စောင့်ကြည့်အောင်ပါပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီကနေ့ကတော့ဒါလေးကတော့ကျွန်တော်မှကျွန်တော်မှလက်ရှိ position လေးတွေကိုကျွန်တော်ပြပေးသွားတာပဲဖြစ်တယ်ဆိုတော့နောက်နေ့ဗီဒီယိုတွေမှာလည်းကျွန်တော်မှ trade position တွေကဆက်ပြီးတော့ပဲ profit ထွက်နေမလား Bitcoin ကဘယ်ဈေးတန်းနေရောက်နိုင်မလဲဆိုတာကိုကျွန်တော်မှဗီဒီယိုလေးနဲ့တူတူဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်